မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေမွန်ပြည်နယ်မြို့တော်မော်လမြိုင်နဲ့ကိုးမိုင်ကန်အကွာအဝေးမှာစိတ်ငြိမ်အေးချမ်းတဲ့ဖက်အောက်တောရသာသနာရိပ်သာပင်မတည်ရှိနေပါတယ်ဖက်အောက်ရွာရဲ့အနီးမှာတည်ရှိပြီးဝိဝေကဖြစ်ကြောင်းစိတ်ငြိမ်ရာတောအရက်ကိုမြတ်နိုးကြတဲ့ယောဂီသူတော်စင်များသီတင်းသုံးနေထိုင်ပြီးတရားဘာဝနာပွားများအားထုတ်ကြပါတယ်သီလသမารိပညာသိက္ခာ၃ရက်အကျင့်မြတ်များကျင့်ကြံအားထုတ်ရာဌာနဗုဒ္ဓမြတ်စွာရဲ့သာသနာရောင်ဝါထွန်းပရာသာသနာနယ်မြေတောရရိပ်သာဌာနတစ်ခုဖြစ်တာနဲ့အညီဖက်အောက်တောရဗုဒ္ဓသာသနာရိပ်သာလို့အမည်တွင်ခြင်းဖြစ်ပါတယ်ဖက်အောက်တောရဗုဒ္ဓသာသနာရိပ်သာများမှသူတော်စင်ဓမ္မမိတ်ဆွေများကိုနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်တရားများကိုလာရောက်ရှုလှည့်ပါလို့တိုက်တွန်းနှိုးဆော်ဖိတ်ခေါ်လိုက်ရပါတယ်